နေသူလေးရမည်ကျူပြူတောင်းသာသနာထုံးကားစီရှင်ညိုမှန်ကအဘူးဆရာတော်ဖျားကြီးဦးအတိတ်ဆောင်သာအမိပိတီကထားတော်တက္ကဝရီတရားမြူပါလေဝိဇာများနဲ့ထွက်ရပေါက်ပုဂ္ဂိုလ်များစွာတရင်သုံးရမည်တာယာဤချက်ပြီးမသနဲ့ညီရန်ကုန်တိုင်းဒေသကြီးတက်ကြီးမြို့နယ်ချင်းကုန်ကြီးရွာအုပ်စုပန်းဝေးခွင်းကြီးရွာမှာတည်ရှိနေပါတော့ကျိုးပြူသာသနာပြုမြေတို့တစ်ခါတစ်ခေါက်လာရောက်ပူဇော်ကုသိုလ်ယူရင်ပြောကြရမယ်လေကြီးဦးအေးဖေကိုဆက်လက်သာသနာပြုရန်တာဝန်ပေးအပ်ခဲ့တော်မြေထူးခြားဖြစ်စဉ်များစွာရှိပါတော်မြေတကယ်သာသနာပြုသူများအတွက်အောင်မြေတိုင်းနဲ့ရှင်များစွာနေထိုင်ရမည်ငကားမင်းဆွေတော်မျိုးတော်များပျော်ရွှင်စွာနေတဲ့မြေတဲ့ကြောင့်အောင်မြင်ကြစေလာခဲ့ပါဆွေအောင်ကြရမယ်လေအောင်စီပိုင်စီနိုင်စီနမိတ်နဲ့အပေါင်းမင်းကောင်းသာသနာပြုမည်အပသာသမီးများအပူသာသမီးများအဖေကြီးသာသမီးများအောင်နမိတ်ယူရမည်အကျိုးဒုက္ခကဆုချွေကျိုးပြူသာသနာပြုမည်တက္ကဝရီတရားမြို့ကိုရောက်အောင်လာခဲ့အောင်ကြရမယ်လေစိုက်ခဲ့တော်မြေတော်တောင်စင်ဆန်းဤကျန်တော်သာသနာပြုနေမည်ကမကူရကြမဖျားကြီးနဲ့စေတော်ပြဖျားသားတော်များစီဒီခုမြော်ကြည်ညိုလို့မဝပြီနင်းစီကိုလိပ်ပြဆုံးဝိဇာလုံးတဲ့ဖျားထူးကြလာပြီတကဘာလုံးမြမမမုံစီကြွေးကြော်တီထားသာသနာပြုမည်တကယ်သာသနာပြုသူများအတွက်အောင်မြည်တိုင်းနဲ့ရှင်များစွာနေထိုင်ရမည်ငကားမင်းဆွေတော်မျိုးတော်များပျော်ရွှင်စွာနေတဲ့မြေချူပြူတဲ့ကြောင့်အောင်မြည်ကြစေလာခဲ့ပါဆွေအောင်ကြရမယ်လေအောင်စီပိုင်စီနိုင်စီနမိတ်နဲ့အပေါင်းမင်းကောင်းသာသနာပြုမည်အပသာသမီးများအပူသာသမီးများအဖေကြီးသာသမီးများအောင်နမိတ်ယူရမည်အကျိုးဒုက္ခကဆုချွေချိုးယူသာသနာပြုမည်တက္ကဝရီတရားမြို့ကိုရောက်အောင်လာခဲ့အောင်ကြရမယ်လေကျူပြူတောင်မှကျူစုနေမယ်လေကျူပြူတောင်မှကျူစုနေမယ်လေကျူပြူတောင်မှကျူစု